ပန်တိုဂျာပြန်လာပြီဆိုတော့မာနယ်ကတ်အတွက်အခွင့်အရေးဝေးသွားပြီလားဖလိုင်းဝိတ်တန်းရဲ့ချန်ပီယံဟောင်းပန်တိုဂျာတယောက်ဒဏ်ရာကနေမယုံနိုင်တော့အောင်အမြန်ဆုံးပြန်လဲတက်တာလာတာကြောင့်ပွဲစဉ်စရာတွေအပြောင်းလဲဖြစ်ကုန်ပါပြီပကုံးစစ်လွဲတဲ့ဒဏ်ရာရခဲ့ပေမဲ့တလအတွင်းမှာပဲဂျင်းပြန်ဆုတ်နိုင်တဲ့အထိပန်တိုဂျာတယောက်ပြန်ကောင်းလာခဲ့တာပါဒါဟာမာနယ်ကတ်အတွက်တော့သတင်းဆိုးလို့ဆိုရမှာဖြစ်ပါတယ်စောပိုင်းကပန်တိုဂျာမထိုးနိုင်ရင်မာနယ်ကတ်ကချန်ပီယံပွဲအရင်ရဖို့ရှိခဲ့ပေမဲ့အခုတော့အခြေအနေတွေပြောင်းလဲသွားနိုင်ပါတယ်။နောက်3လလောက်အတွင်းမှာပန်တိုဂျာနဲ့လက်ရှိချန်ပီယံဘန်တို့ရဲ့မကြေပွဲကိုပြန်မြင်ရဖို့အလားအလာပိုများလာလို့ပါ။ဒါကြောင့်မာနယ်ကတ်အနေနဲ့ချန်ပီယံပွဲတိုက်ရိုက်မရပဲတခြားဖိုက်တာတစ်ယောက်နဲ့အရင်ဖြတ်ကျော်ရမယ့်အခြေအနေမှာရှိနေပါတယ်။ပရိသတ်တို့ရောပန်တိုဂျာပြန်လာရင်ချန်ပီယံခါးဘက်ကိုပြန်ယူနိုင်မယ်ထင်သလား။မာနယ်ကတ်နဲ့ပဲအရင်ထိုးစေချင်သလား။ကွန်မန့်မှာဆွေးနွေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်